ကမ္ဘာ့စင်မြေအိမ်ချမ်းမြေဈေးကွက်မှာအာရက်စော်ပါများပြည်ထောင်စုရဲ့ဒူဘိုင်းမြို့ဟာ2026ခုနှစ်ပထမ3လပတ်အတွင်းလဲကမ္ဘာ့ထိပ်တန်းဈေးကွက်မှာဆက်လက်ရည်တည်နိုင်ခဲ့ကြောင်းနိုင်ငံတကာအိမ်ချမ်းမြေတိုင်းနိုင်ငံလုပ်ငန်း Knight Frank ကထုတ်ပြန်တဲ့ Global Super Prime Intelligence အစီရင်ခံစာမှာဖော်ပြထားပါတယ်။အစီရင်ခံစာအရ2026ခုနှစ်ပထမ3လပတ်အတွင်းအမေရိကန်ဒေါ်လာ10သန်းနဲ့အထက်တန်ဖိုးရှိတဲ့ဈေးကန်အိမ်ချမ်းမြေအယောင်းဝယ်193ခုဖြစ်ပေါ်ခဲ့ပြီးစုစုပေါင်းတန်ဖိုးမှာခန့်မှန်းခြေအမေရိကန်ဒေါ်လာ3.43ဘီလီယံအထိရောက်ရှိခဲ့ပါတယ်။ရင်းပမာဏဟာဆိုရင်ရခိုင်3လပတ်နဲ့နိုင်ရှင်မှာကအယောင်းဝယ်အရေးအတွက်နဲ့တန်ဖိုးနှစ်ခုစလုံး35%မြင့်တက်ခဲ့တယ်လို့ရခိုင်နဲ့အလားတူကာလနဲ့နိုင်ရှင်မယ်ဆိုရင်အယောင်းဝယ်အရေးအတွက်84%တိုးတက်လာခဲ့ကြောင်းသိရပါတယ်။ Knight Frank ရဲ့စောင့်ကြည့်လေ့လာတဲ့ကမ္ဘာထိပ်တန်း Super Prime ဈေးကွက်12ခုအနက်ဒူဘိုင်းဟာဆိုရင်အယောင်းဝယ်အရေးအတွက်နဲ့စုစုပေါင်းရောင်းချတန်ဖိုး2မျိုးစလုံးမှာပထမနေရာကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။အဲဒီနောက်မှာဟောင်ကောင်၊နယူးယောက်၊လန်ဒန်နဲ့စင်ကာပူတို့ကလည်းအစဉ်လိုက်ရပ်တည်ခဲ့ကြတာပါ။ထို့ရမှာ Knight Frank ကဒူဘိုင်းရဲ့ထူးခြားကောင်းမွန်တဲ့အစွမ်းဆောင်ရည်ဟာ2026ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလများအတွင်းအယောင်းဝယ်အားကောင်းခဲ့ခြင်းကြောင့်ဖြစ်ပြီးဖေဖော်ဝါရီလ28ရက်နောက်ပိုင်းမှာစတင်ပြင်းထန်လာတဲ့အရှေ့အလယ်ပိုင်းဒေသပရိပက္ခရဲ့တက်ရောက်မှုကိုဒုတိယ3လပတ်စာရင်းတွေမှာပုံမထင်ဟပ်မြင်တွေ့ရနိုင်ကြောင်းလည်းသတိပေးဖော်ပြထားပါတယ်။ဒါအပြင်2026ခုနှစ်ပထမ3လပတ်အထိ12လတာကာလအတွင်းဒူဘိုင်းနိုင်ငံမှာဒေါ်လာ10သန်းနဲ့အထက်အိမ်ချမ်းမြေအယောင်းဝယ်စုစုပေါင်း982ခုအထိရှိခဲ့ပြီးနယူးယောက်ဟာဆိုရင်340ခုနဲ့ဟောင်ကောင်ဟာ284ခုတို့ထက်တိတိတသားဦးဆောင်နေကြောင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။